မြန်မာအကယ်ဒမီလောက်တန်ဖိုးမရှိတဲ့ဆုကိုငွေပေးဝယ်လာပြီးရှက်တက်ဖို့သတိပေးခံလိုက်ရတဲ့မိမိကိုတပင်တယ်မြနေစီရုပ်ရှင်စကားကြီးနဲ့အတူပရိသတ်အချစ်များစွာကိုသိမ်းပိုက်ရရှိထားခဲ့တဲ့မင်းသမီးချောင်းမိမိကိုကတော့နိုင်ငံတကာရုပ်ရှင်ဆုပွဲမှာထူးချွန်ဆုကြီးတစ်ခုကိုရယူလာခဲ့ပါတယ်။ဒီအတွက်ကြောင့်ပရိသတ်များစွာကအဝမ်းသာခုန်ယူနေရပေမဲ့မြန်မာနိုင်ငံရဲ့နာမည်ကျော်ဒရိုက်တာတယောက်လို့ဆိုတဲ့ဒရိုက်တာဦးစောမြင့်ဦးကတော့အခုလိုမျိုးပဲကဲရဲ့ရှုံးချပြီးတော့ပြောဆိုလာခဲ့တာပါ။အင်တာဗျူးမှာမကောင်းတဲ့ဘက်ကနေပြောဆိုနေခဲ့တဲ့ဒရိုက်တာစောမြင့်ဦးရဲ့စကားတွေဟာဆိုရင်မိမိကိုရဲ့ဂုဏ်သိက္ခာကိုလည်းအများကြီးထိခိုက်စေတာဖြစ်ပါတယ်။ကိုလူမျိုးတွေအတွက်ဂုဏ်ယူစရာဆုတစ်ခုကိုနိုင်ငံတကာအလယ်မှာရယူပေးနိုင်ခဲ့ပေမဲ့ဒါကငွေပေးပြီးတော့ဝယ်ခဲ့တာဖြစ်ကြောင်းအခုလိုပြောလာခဲ့ပါတယ်။ဒါရင်မကအဲ့လိုဆုတွေဆိုတာကမြန်မာနိုင်ငံကပေးတဲ့အကယ်ဒမီလောက်တောင်အထင်ကြီးစရာမရှိဘူးလို့ပေါ်တင်မဲပြောလာခဲ့ပါသေးတယ်။နာမည်ကျော်ဒရိုက်တာတယောက်အနေနဲ့ကိုယ်နိုင်ငံကမင်းသမီးတယောက်ရဲ့အောင်မြင်မှုအပေါ်မှာမူတည်တာမပွားနိုင်ပဲမနာလိုနေမှုကြီးကိုလည်းတွေ့မြင်ရတာပါတကယ်တော့ဒရိုက်တာဆောင်မြင့်ဦးဒီလိုပြောခဲ့တာကအခုမိမိကိုရယူလာခဲ့တဲ့ဆုကြီးကမြန်မာနိုင်ငံမှာအကယ်ဒမီရထားတဲ့တခြားမင်းသားမင်းသမီးတွေမယူနိုင်တဲ့ဆုဖြစ်နေတဲ့အကြောင်းပါမိမိကိုဟာဆိုရင်ပြီးခဲ့တဲ့နှစ်မှာတပင်းသည်များနှင်းစီရုပ်ရှင်စကားကြီးနဲ့အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကြီးကိုရရှိဖို့အတွက်ထိုက်တန်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်တမူထူးခြားတဲ့ဇာတ်လမ်းကိုမျက်လုံးအကြည့်လေးတစ်ချက်နဲ့တင်ဆွဲဆောင်မှုရှိအောင်သရုပ်ဆောင်ပြနိုင်ခဲ့တဲ့အတွက်အကယ်ဒမီဆိုတာကဒေတာဘက်ကိုပေးသင့်ပါတယ်။ဒါပေမဲ့မိမိကိုကအကယ်ဒမီနဲ့လွဲချော်ခဲ့ရတဲ့အခါမှာပရိသတ်များစွာကလည်းဝမ်းနည်းခဲ့ရတာပါ။အခုတော့နိုင်ငံတကာအလယ်မှာအရေးအချင်းတွေကိုအတိအမှတ်ပြုခံရပြီးထူးချွန်ဆုကြီးကိုရရှိလာခဲ့တဲ့အခါမှာတော့တကယ်ကိုထိုက်တန်လုံးပါတယ်ဆိုပြီးချီးကျူးသံတွေများပြခဲ့ပါတယ်။မြန်မာမှာတော့မျက်နှာလိုက်မှုတွေကြောင့်အကယ်ဒမီမရနိုင်ခဲ့ပေမဲ့နိုင်ငံတကာကတော့အတိအမှတ်ပြုရတဲ့အထိတရုတ်ဆောင်စွမ်းရည်ထူးချွန်ပြပြင်းကြောင်းကိုလည်းအားလုံးကချီးကျူးနေကြတာပါ။ဒါကိုဒရိုက်တာစောမြင့်ဦးကတော့အကယ်ဒမီဘုတ်အဖွဲ့ဝင်တယောက်ဖြစ်တာကြောင့်သူတို့ရဲ့ဆုံးဖြတ်ချက်ကသာအမှန်ဖြစ်ပြီးမိမိကိုမထိုက်တန်လို့ဆုမပေးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ဒီလိုမျိုးသူတို့မပေးလိုက်တဲ့ဆုကိုနိုင်ငံတကာကပေးတယ်ဆိုရင်အဲ့ဒီဆုတွေကဘယ်အဖွဲ့အစည်းကပေးတာလဲ။ဘယ်လိုပွဲတော်မျိုးကပေးတာလဲ။ဘောင်ရုံးဝင်ရလားလို့ပြတ်သားစွာနဲ့မိကွန်းထုတ်လာခဲ့ပါသေးတယ်။မြန်မာမှာမထိုက်တန်လို့မပေးခဲ့တဲ့ဆုကိုနိုင်ငံတကာမှာရယူလာပါတယ်ဆိုပြီးခုံယူနေကြတဲ့အပေါ်တော်တော်လေးအမြင်ကပ်နေပုံပေါ်ပါတယ်။ဒါကြောင့်ဒီလိုဆုတွေဆိုတာကပတ်စံပေးပြီးတော့ဝယ်လို့ရတာဖြစ်တဲ့အကြောင်းထူးချွန်ဆုလားနှစ်သိမ့်လက်ဆောင်ဆုလားဆိုတာကိုတသက်ကွယ်သိဖို့လိုအပ်တဲ့အကြောင်းကိုလည်းအင်တာဗျူးမှာပေါ်တင်ပြောဆိုလုပ်သွားခဲ့ပါတယ်။တကယ်ဆိုရင်ကိုယ်နိုင်ငံကိုစားပြုအနေနဲ့နိုင်ငံတကာမှာကြီးမားတဲ့ဆုကြီးတစ်ခုကိုရယူလာခဲ့တာကမြန်မာအနုပညာရှင်အချင်းချင်းဂုဏ်ယူပေးနေရမှာပါ။ဒရိုက်တာဆိုမြင်ဦးပြောသလိုမိမိကိုရခဲ့တဲ့ဆုကအတန်ဖိုးမရှိဘူးဆိုတာလုံးဝမဟုတ်ပဲမြန်မာနိုင်ငံအပါအဝင်တခြားသောအရှေ့တောင်အာရှနိုင်ငံတွေကအမှုပညာရှင်တွေကတော့တန်ဖိုးထားရတဲ့ဆုကြီးတစ်ခုဖြစ်ပါတယ်။နိုင်ငံတကာအမှုပညာရှင်တွေတက်ရောက်ကြတဲ့ပွဲကြီးမှာမြန်မာယဉ်ကျေးမှုတွေကိုဖော်ကျူးတဲ့ရုပ်ရှင်စကားနဲ့ဆုကြီးကိုရယူလာခဲ့တာကလေးစားစရာကောင်းနေပါပြီ။ဒါကိုမြန်မာအကယ်ဒမီဆုနဲ့နှိုင်းယှဉ်ပြီးမြန်မာမှာတော့မထိုက်တန်လို့ဆုမရပဲနိုင်ငံတကာမှာတော့ငွေပေးပြီးတော့ဟန်ပြဆုဝေလာတယ်လို့အခုလိုပြောဆိုလာခဲ့တဲ့ဒရိုက်တာစောမြင့်ဦးရဲ့စကားတွေအပေါ်မှာပရိသတ်ကြီးတို့အနေနဲ့ရောဘယ်လိုထင်ကြပါလဲရှင်။